တောအုပ်လေးဤလက်ဆောင်တင်မင်းမင်းတခါကစိလန်းဆိုပြီးတော့တောင်ချီရွာလေးတွင်မင်းမင်းဟုခေါ်တော့ကောင်လေးတစ်ယောက်ရှိသည်ဒီနေ့တွင်မင်းမင်းဒီတော့ထက်ရှိအလွန်ချုံမြင့်သောတစ်တိများကိုရှာဖွေရန်ကျတောင်းအကြီးကြီးတစ်ခုကိုကိုင်းဆောင်ကတော့အုပ်ထဲသို့ထွက်လာခဲ့သည်မင်းမင်းဒီလမ်းတွင်ထွေးသည်များတစ်တိမဲ့သည်များကိုအာရပါရခုဆိုတော့သည်သူဒီတစ်ပင်ငယ်လေးများကိုအတင်းထုတ်ရန်ပြီးတစ်တိအလုံးကိုကျင်းတောင်းထဲသို့ကောက်ထည့်လိုက်သည်ငါအများကြီးရလီငါအတွက်ပိုကောင်းနေပဲဟုသူကတကူတီးရီယူလိုက်သည်ရုတ်တရက်အလွန်ကြီးမားသောတစ်ပင်ကိုကြီးတစ်ပင်၏အခောက်များကြားမှထူးဆန်းသောအလင်းရောင်များထွက်ပေါ်လာသည်ထို့နောက်တစ်ခေါက်ဝဆုံကိုဝဆင်ထားသောတောဆောင်နှင့်အဖိုးဦးဘိုခောက်သည်တစ်ပင်ထဲမှလမ်းလျှောက်ထွက်လာသည်ဘိုခောက်ကခိတကနာဆောက်ပါအောင်မင်းဒီတစ်တီအလုံးကိုယူသွားရင်ဒီတောထဲကတရိတ်ဆန်လေးတွေပါစားကြမလဲဟုမင်းမြန်းလိုက်သည်မင်းဒီအလုံးအားတင်သွားပြီးကျင်းတောက်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်သည်ကြည့်လိုက်စမ်းပါအောင်ဟုဘိုခောက်ကအကိုင်းတစ်ခုပေါ်သို့ကြိုပြလိုက်သည်ထိုနေရာတွင်ကျက်ငယ်လေးတစ်ကောင်သည်အဆမရှိတော့သဖြင့်အားငယ်စွာဖြစ်သွမြည်နေသည်မင်းသည်ကျက်ငယ်လေးကိုကြည့်ပြီးမိမိ၏လောဘကြောင့်အခြားသူများဒုက္ခရောက်နေသည်ကိုပထမဆုံးအကြိမ်သတိပြုမိသွားသည်ဘိုခောက်သည်မင်းကိုခေါ်ဆောင်သွားပြီး၆တွေ့နေသောစမ်းချောင်းလေးတစ်ခုကိုပြသသည်သဘာဝတရားမှာအလုံးကတစ်ခုနှင့်တစ်ခုဆက်ဆက်နေသည်မင်းငါတို့ကလိုတာထပ်ပိုယူရင်အလုံးဒုက္ခရောက်ကုန်မယ်ဟုဘိုခောက်ကရှင်းပြသည်မင်းသည်နောက်တရသွားသည်သူဒီကျင်းတောက်ထဲမှတစ်တီအချို့ကိုပြန်ထုတ်ယူပြီးဖြက်ငယ်လေးစားနိုင်ရန်အတွက်တစ်ကိုင်းအနီးရှိကြောက်တုံးပေါ်တွင်တင်ပေးလိုက်သည်ဖြက်ငယ်လေးသည်ဝမ်းသာအားရဖြင့်ဆင်းလာပြီးအစာကိုစားတော့သည်မင်းရဲ့စေတနာကိုငါသဘောကျတယ်ဟုဘိုခောက်ကဆိုကတောက်ပနေသောတစ်စစ်ကိုမင်းကိုပေးလိုက်သည်ဒါကမင်းအတွက်တောအုပ်ရဲ့လက်ဆောင်ပဲဒါကိုစိုက်ပျိုးပြီးတယူဆိုင်ပါဒါမှတောအုပ်ကြီးဟာအမျက်ဆေးလန်းနေမှာဟုဆိုသည်မင်းဒီတောအုပ်အဆိုင်ရှိမြေကွက်လန်လေးတစ်ခုတွင်ထိုအစစ်ကိုဂယုတစိုက်စိုက်ပျိုးလိုက်သည်သူဒီလိုအပ်သလောက်သာတစ်တိကိုယူခဲ့ပြီးခြံရှိသောအရာများကိုတောသွေးတရိပ်ဆန်များအတွက်ခြံထားခဲ့သည်မင်းဒီတောအုပ်ထဲမှပြန်ထွက်လာစဉ်ဘိုခောက်ကတစ်ပင်ကြီးနောက်ွယ်မှနေ၍ပြုံးလက်ထုတ်ဆက်နေသည်ထိုနေ့မှစ၍မင်းသည်ပြင်ဝေခြင်းနှင့်သဘာဝကိုတန်ဖိုးထားခြင်းဟူသောသင်ခန်းစာကိုဘဝတစ်လျှောက်လုံးမှတ်သားသွားလေတော့သည်